ဉာဏ်ပညာပေါ်ပညာကိုတော့ဥဆောင်တာဘဝတ္တတာပါသူကိုဥဆောင်တာကတော့သာဥစ္စာပေပေါ်မမေမလျော့သာဥတွေမြောင်းရဖတ်ပါလေခပ်ပြီးကလေးအသုံးချဓမ္မကောင်းကျိုးရာလူကိုစိတ်ကဥဆောင်လေစိတ်ကောင်းသားပါကွယ်စိတ်ကိုဥဆောင်တာကတော့အသိဉာဏ်ပညာပေါ်ပညာကိုတော့ဥဆောင်တာဘဝတ္တတာပါသူကိုဥဆောင်တာကတော့သာဥစ္စာပေပေါ်မမေမလျော့သာဥတွေမြောင်းရဖတ်ပါလေခပ်ပြီးကလေးအသုံးချဓမ္မ